မင်းကို3လစာမပေးနိုင်တော့လို့ငါကိုငါနဲ့ပဲပေးဆက်လိုက်တော့မယ်ငါချမ်းရှောင်တော့ကအဲ့ဒီလိုမျိုးသူများအခွင့်အရေးယူတတ်တဲ့သူမဟုတ်ဘူးငါနဲ့တူတူပတ်စံရှာမလားနေနဲ့တူတူပတ်စံရှာရမယ်ဟုတ်လားတကယ်တော့ငါတို့2ယောက်လုံးမှာတပြားမှမရှိတာကိုငါတို့ကဘာနဲ့စီးပွားရေးဆောက်လုပ်ရမှာလဲဒါအပြင်နင်ကထောင်ထဲကထွက်လာခါစားပဲရှိသေးတာငါအလိန်ခံထားရပြီးသားမို့လို့နင်ငါကိုနောက်ထပ်ဒုက္ခတွေဆွဲမထည့်စေချင်ဘူးငါတောင်ပေါ်ထွက်ပစ္စည်းတွေရောင်းလို့ထောင်ကျသွားတာဖြစ်ပြီးသူတို့ကငါကိုတရားမဝင်ကုန်ကူးမှုနဲ့ဆွဆွဲခဲ့ကြတာပါအခုတော့ဈေးကွက်ပွင့်သွားပြီဒါဟာပတ်စံရှာဖို့အကောင်းဆုံးအချိန်ပဲချမ်းရှောင်တော့အခုချက်ချင်းထွက်သွားစမ်းမနှက်ဖြန်မနှက်စောစောစီးစီးနေငါနဲ့တူတူကွာရှင်းခွင့်ရုံးကိုသွားပြီးကွာရှင်းရမယ်ငါတို့တကယ်ပဲကွာရှင်းတဲ့အထိလုပ်ဖို့လိုလို့လားဒါဆိုငါကဘာဆက်လုပ်ရမှာလဲနင်လိုထောင်ထွက်တယောက်နဲ့ငါတစ်သက်လုံးဖြတ်တန်းရမှာလားနင်ကထောင်ကျဘူးတာလေရွာတွေကလူတွေငါအကြောင်းဘာပြောကြမလဲငါတို့သားလေးကောဘာဖြစ်သွားမလဲငါတို့နင်နဲ့ဆက်နေရင်ခေါင်းတောင်မောနိုင်တော့မှာမဟုတ်ဘူးအခုချိန်မှာနင်အလုပ်လဲမရှာနိုင်တယ်လို့ပတ်စံလဲရှာမရဘူးနင်ကငါနဲ့ငါတို့သားကိုနင်နဲ့တူတူငက်သေးစေချင်တာလားငါပြန်ထူထောင်နိုင်မှာပါငါတို့ကွာရှင်းပြီးရင်နောင်တမရနဲ့နော်နင်ကပြန်ထူထောင်မယ်ဟုတ်လားချမ်းရှောင်တော့စိတ်ကူးရင်မနေနဲ့တော့နင့်အဖေကချမ်းသေးဟန်ရဲ့အမိုးပြင်ရင်ပြုတ်ကျလို့ခြေထောက်ဒဏ်ရာရသွားတာအခုဒဏ်ရာကပိုးဝင်သွားလို့သူအဖျားတက်နေတယ်နင်ကအဖေစေးဖို့တောင်မတက်နိုင်ပဲတတိဖြစ်ဖို့စိတ်ကူးရင်နေတော့ပဲနင့်ရဲ့အခုချိန်နေနဲ့ဆိုနောက်မိမတယောက်ရဖို့တောင်ခက်မှာငါသူ့ကိုလိုချင်တယ်ငါစူးဝင်ချင်းကသူ့ကိုစိတ်ဝင်စားတယ်အော်နင်နဲ့တူတူပြဆက်ကပြဖို့မိမတယောက်ရှာလာတာပေါ့လေကောင်းပြီလေနင်နဲ့တူတူနေခြင်းနဲ့မိမရှိရင်အချိန်ဖြုံးမနေနဲ့တော့အခုချက်ချင်းကွာရှင်းခွင့်ရုံးကိုသွားပြီးကွာရှင်းကြရအောင်ကောင်းပြီငါသွားမယ်နင်သွားတာအကောင်းဆုံးပဲချမ်းရှောင်တုံးနားမလဲလွဲပါနဲ့စားတောက်ဆိုင်ပိုင်ရှင်ကပတ်စံတွေယူပြီးထွက်ပြေးသွားပြီးတဲ့နောက်သူကငါနာမည်နဲ့အကျွေးတွေအများကြီးယူထားခဲ့တာကိုငါသိလိုက်ရတယ်အခုအကျွေးရှင်တွေကငါ့ကိုနေရာတိုင်းမှာလိုက်ရှာနေကြလို့ငါမှပုံးစရာနေရာမရှိတော့ဘူးငါကနင့်ချစ်သူအဖြစ်ဟန်ဆောင်ပြီးနင့်အိမ်မှာခဏလောက်တဲခိုချင်ခဲ့တာပါဒါကနင့်အတွက်အဆင်မပြေဘူးဆိုရင်ငါပြောတာကိုမေးလိုက်ပါတော့ကိစ္စမရှိပါဘူးမနှက်ဖြန်ကွာရှင်းတာပြီးသွားရင်ငါတို့ရွာကိုပြန်ကြမယ်ထန်းချန်ဒီနေ့ကစပြီးငါတို့ကိုလန်းကိုသွားကြတာပေါ့နင့်ရဲ့ကောင်းမွန်တဲ့ဘဝကိုပျော်ပျော်ကြီးဖြစ်တမ်းပါဒီနေ့နင်ပြောခဲ့တာကိုလည်းမှတ်ထားပါချမ်းရှောင်တုံးနေတကယ်ပဲဒီမိမနဲ့ပေါင်းမှုကြံနေတာလားငါရဲ့အရင်ဘဝတုန်းကတော့ဒီနေ့မှာပဲဝူလောင်ဆန်းကတောင်ပေါ်မှာတောဝက်အတော်များများအမြင့်တာလိုက်ခဲ့တာလေသူအဲ့ဓာတွေကိုရောင်းပြီးပထမဆုံးပတ်စံရခဲ့တဲ့အပြင်အဲ့ဒီအချိန်ကစလို့သူ့ကံကြမ္မာလည်းပြောင်းလဲသွားခဲ့တာဒီတစ်ချိန်မှာတော့အဲ့ဒီကံကောင်းမှုဟာငါဥစ္စာပဲဖြစ်ရမယ်ချမ်းရှောင်တုံးလာပါငါတို့ရွာကိုပြန်ကြရအောင်ကောင်းပြီငါနဲ့တူတူဝင်ခဲ့ပါငါတို့အိမ်မှာတက်တောင့်တက်တာတိတ်မရှိတော့စိတ်မရှိပါနဲ့နော်အခုချိန်မှာငါကတကယ်တော့ထွက်ပြေးနေရတဲ့ဒုက္ခတွေတယောက်လိုပါပဲအကျွေးရှင်တွေရန်ကပုံပြီးအိတ်လို့ရတဲ့နေရာတစ်ခုရှိတာတင်မဲ့လုံလောက်လာပါပြီရှောင်းတုံးမင်းပြန်ရောက်ပြီလားမင်းလာစာပြန်ရခဲ့ရလားမင်းအဖေတန်ရာကပိုးဝင်သွားလို့အဖျားလည်းမကြဘူးဖြစ်နေတယ်ငါတို့မှာပရိစီဝါဆေးဝယ်ဖို့တောင်ပတ်စံမရှိတော့ဘူးအဲ့ဒီစားတောက်ဆိုင်ပိုင်ရှင်ကဘလို့လို့ဒီလောက်အထိရက်ဆက်ရတာလဲသူမင်းကို3လလုံးလာစာမပေးခဲ့ဘူးတော်ပါတော့ဘာမှဆက်မပြောပါနဲ့တော့စားတောက်ဆိုင်ပိုင်ရှင်မပေးနိုင်တာကလည်းသူပါအခက်ခဲတွေကြုံနေရလို့ဖြစ်မှာပါဘဝမှာအရာရာတိုင်းအဆင်ပြေမနေနိုင်ပါဘူးငါရဲ့အရင်ဘဝတုန်းကစားတောက်ဆိုင်ကလာစာမပေးနိုင်ခဲ့လို့ငါအဖေကဒဏ်ရာပိုးဝင်တာကိုကုသဖို့အကြာကြီးစောင့်ခဲ့ရတယ်နောက်ဆုံးတော့သူကယ်လို့မရပဲဆုံးသွားခဲ့ရတယ်ဒီတစ်ချိန်မှာတော့ငါအဲ့ဒီလိုမျိုးထပ်ဖြစ်မခံတော့ဘူးဒီယွန်းတရားကိုယူထားလိုက်ပါအဲ့ဒါနဲ့ပဲအဖေကိုအရင်ဆုံးကုပေးလိုက်ပါနေ့မှာပတ်စံမရှိဘူးလို့ပြောခဲ့တာမဟုတ်ဘူးလားစားတောက်ဆိုင်ပြဿနာဖြစ်တော့စဖိုးမှုတွေနဲ့စပွဲတိုးတွေကဆိုင်ထဲကပစ္စည်းတွေကိုယူကြတော့တာပဲငါလည်းကက်ဆက်အတန်ဖန်းဆက်တစ်လုံးရလိုက်လို့တနိုင်တစ်ပိုင်းပြန်ရောင်းပြီးယွန်းတရားရခဲ့တာဒီပတ်စံကိုအရေးပေါ်အတွက်စုထားမလို့ပါပဲဒါပေမဲ့အခုတော့အဖေကိုကုဖို့ပဲတုံးလိုက်ပါကောင်းပြီလေဒီယွန်းတရားဟာအကျွေးလည်းမဟုတ်တယ်လို့လက်ဆောင်လည်းမဟုတ်ပါဘူးဒါဟာငါနဲ့တူတူစီးပွားရေးဆက်လုပ်ဖို့နင်းရဲ့ယင်းနှိမ့်ညံ့မှုဖြစ်မှာပါနင်ကငါ့ကိုတကယ်ပဲပတ်စံရှာဖို့ကူညီတော့မှာလားငါချမ်းရှောင်တုံးကစကားတီးတဲ့သူပါငါသူ့ကိုဆေးထိုးပေးပြီးပါပြီမကြခင်အဖျားကျသွားမှာပါမနှက်ပြန်ငါပြန်လာပြီးသူ့ကိုထက်ကြည့်ပေးပါမယ်ကျေးဇူးတင်ပါတယ်ဆရာဝန်ကြီးအများကြီးကျေးဇူးတင်ပါတယ်ဒီရက်ပိုင်းသူ့ကိုတအေးမိမခံပါနဲ့အလုပ်လည်းမလုပ်ပါစေနဲ့ဒုက္ခရှာပြီးလာပေးတာအများကြီးကျေးဇူးတင်ပါတယ်ဆရာဝန်ကြီးရှောင်းတုံးဒီကောင်မလေးကဘာတူလဲအန်တီသမီးနာမည်ကစူးဝင်ချင်းပါသမီးကချမ်းရှောင်းတုံးရဲ့ချစ်သူပါဒီကောင်မလေးကမျိုးကလားသမီးလေးကတိတ်လာတာပဲဖန်းချန်ကအိမ်မှာနှစ်ပေါင်းများစွာစိတ်တူနေခဲ့ပြီးခဏကွာရှင်းမယ်ပဲပြောနေခဲ့တာလေရှောင်းတုံးထောင်ကြဘူးလို့တစ်သက်လုံးလူပြိုကြီးဖြစ်ကြရင်မှာကိုအန်တီစိုးရိမ်နေခဲ့တာအခုသမီးရောက်လာတော့မှပဲအန်တီစိတ်အေးရတော့တယ်ရှောင်းလုံးထောင်ကြဘူးလို့တစ်သက်လုံးလူပြိုကြီးဖြစ်ကြရင်မယ်လို့မပြောပါနဲ့တော့ငါရောင်းလို့ရမယ့်ပစ္စည်းတစ်ခုခုသွားရှာဖို့တောင်ပေါ်တက်မလို့လုံးဝမဖြစ်ဘူးလွန်ခဲ့တဲ့အနည်းငယ်နှစ်ကတောင်ပေါ်ထွက်ပစ္စည်းတွေရောင်းဝယ်လို့မင်းအဖမ်းခံခဲ့ရတာလေအဲ့ဒါတည်းပြန်မပါပါနဲ့တော့အန်တီအခုဈေးကွက်ပွင့်သွားပြီမို့တရားမဝင်တော့ပါဘူးအဆင်ပြေသွားမှာပါအမေအိမ်မှာအဖေနဲ့တူတူနေခဲ့ပါငါနင်းနဲ့တူတူလိုက်ခဲ့မယ်နင်ကဘာလို့လိုက်မှာလဲဒါမှငါတို့အချင်းချင်းကြည့်ရှုစောင့်ရှောက်လို့ရမှာပေါ့ဝင်ချင်းတောင်ပေါ်မှာအေးတယ်အန်တီသမီးလဲဖို့အဝတ်စားအချို့ရှာပေးမယ်ကျေးဇူးတင်ပါတယ်အန်တီသူကအဲ့ဓာတွေဟာအဝတ်ဟောင်းတွေလို့ပြောခဲ့တာငါအဝတ်စားတွေမပေစုရအောင်သူမဝတ်တော့တဲ့အဝတ်တွေကိုပေးတာပါအဲ့ဓာတွေကငါအမေဈေးသွားရင်ဖြစ်အမျိုးတွေစီလဲရင်ဖြစ်ဝတ်တဲ့အထည်ကောင်းတွေပါအဲ့ဓာတွေကဝမ်ချင်းနဲ့ကွက်တိအဆင်ပြေနေတာပဲအဲ့ဓာတွေဝတ်လိုက်ပါဒါပေမဲ့ငါနဲ့တူတူတောင်ပေါ်တော့မလိုက်ခဲ့နဲ့ငါတော့ဝက်အမြင့်တာလိုက်မလို့အဲ့ဓာကအနည်းလဲများတယ်ရှောင်းလုံးနေယူသွားပြီလားတောင်ပေါ်မှာနှင်းတွေပိတ်နေတာကိုပတ်စံရှာဖို့အတွက်နဲ့တကယ်ပဲအသက်ဆုံးတော့မှာလားအိမ်မှာပဲစောင့်နေစမ်းပါရှောင်းလုံးငါနင်းကိုအိမ်မှာစောင့်နေလို့မပြောခဲ့ဘူးလားနင်းတောင်ပေါ်မှာတယောက်တည်းတည်သွားမှာစိုးလို့ပါတခုခုဖြစ်လာရင်အနည်းဆုံးတော့ငါနင်းကိုကူညီနိုင်မှာပေါ့ကောင်းပြီလေငါအနားမှာပဲကတ်နေပြီးရှောက်မသွားနဲ့နော်သွားဖို့ဘလောက်တောင်လိုသေးလဲငါလမ်းမလျှောက်နိုင်တော့ဘူးငါတို့ရောက်ခါနီးပြီငါတို့ရောက်ပြီဒီမှာစောင့်နေပါငါရှေ့ကိုသွားကြည့်လိုက်အောင်မယ်တတိထားနော်
နော်ဒီတောင်တွေထဲမှာဝက်ဝံတွေရှိတယ်ဘာဝက်ဝံကိုမှသွားမနှုံးမိပါစေနဲ့စားတောက်ဆိုင်တုန်းကရှောင်းတုံးကိုအလုတ်သမားလေးတစ်ယောက်ဖြစ်ပဲငါမြင်ခဲ့တာပါငါသူ့ကိုတေချာဂယုမဆိုင်ခဲ့ဘူးအခုသူ့ကိုတေချာကြည့်လိုက်တော့သူကတကယ်တော့အတော်လေးဆွဲဆောင်မှုရှိတာပဲငါရဲ့အရင်ဘဝတုန်းကဝူလောင်ဆန်းကဒီနားတစ်ဝိုက်မှာပဲတောဝက်တွင်းကိုတွေ့ခဲ့တာဒီရှိနားလေးမှာတင်ရှိရမှာပါဝမ်ချင်းအဲ့ဒီထင်းချောက်စီကိုငါစီယူလာပေးပါပြီးရင်အဲ့ဒီကြောက်တုံးနောက်မှာသွားပုံးနေပါပြီးတော့ဘာပဲဖြစ်ဖြစ်အပြင်ကိုထွက်မလာနဲ့နော်ရှောင်းတုံးအထူးပဲသတိထားနော်အစင်မပြေတာတစ်ခုခုတွေ့တာနဲ့ထွက်ပြေးလိုက်ပါ